စာလျောင်းဖျားမျက်ရှိမှပြည့်ရဲ့သစ္စာအကြည့်ကြီးကွယ်မြစ်တွေအလီလီပြောင်းလဲဒီရင်ထဲကမင်းလို့မရပါတတိယသည်ပြန်လာပါကွယ်အကြည့်တရားမကတဲ့အပါပြင်းလေးမှအနက်ွယ်လေးတွေချန်နေတယ်အခုဘဝပြန်မဆုံးကြရင်နောက်ဘဝရှိမျိုးမှန်းပဲဖျားမြတ်ရှင်မောတော်မေဘဝဆက်ပြိုင်မှာဘုမျိုးသူကြီးနဲ့ပေါင်းမရသေးတော့အချင်းချင်းဆူတောင်းမယ်ဘုန်းကူချီလို့ချီကူးကြတဲ့အချိန်လုံးမှာဆိုရင်